ဒီနေ့မှာတော့ကျွန်တော်တို့ရဲ့တနေ့တာလုပ်ငန်းတွေကိုနောက်ွယ်ကနေပံ့ပိုးပေးနေတဲ့အရှင်မတို့ရဲ့အခက်အခဲတွေကိုကျွန်တော်တို့ကဘာတက်မှာလေးနဲ့ထားကူညီပေးသားမှာပဲဖြစ်ပါတယ်။အရှင်မတို့ရဲ့ជីနူးဝယ်ထွန်းဝိုင်းလေးမှာတော့အရေးသေးနဲ့အရသာမပြေဝသောစံထမင်းများကြောင့်ထွန်းဝိုင်းလေးမှာစိတ်အလိုမကျဖြစ်နေရတာကိုမကြာခဏတွေ့နေရမည်ဖြစ်ပါတယ်။ဒီလိုခက်ခဲများကိုကျွန်တော်တို့ကဘာတက်မှာအရေးသွေးပြေဝသောကုန်းဆောင်အေယာပရိသာဆန်ကိုအရှင်မတို့လက်ထဲသို့အရောက်ပေးဖို့ခြင်းဖြင့်စိတ်ကြည်နဲ့စိတ်မှာပဲဖြစ်ပါတယ်။ကျွန်တော်တို့ရဲ့ကဘာတစ်တစိကုန်းဆောင်အေယာပရိသာဆန်အားဆိုရင်ဖြင့်အေယာဝရီမြစ်နောက်ဖက်ဒေသရှိနေစီမိနစ်ပြည့်ဝသောနှုံးမြေပေါ်မှာစိုက်ပျိုးထားတဲ့ကုန်းဆောင်ဒေသထွက်အေယာပရိသာမျိုးရင်းမျိုးသက်စပါးများကိုသာပုံရန်အဖြစ်အဓိကထားအသုံးပြုသောကြောင့်စံသားနေထမင်းအရသာမှာမိသားစုထမင်းဝိုင်းရဲ့ပြည့်စုံမှုကိုပုံမူပေါ်လင်စီမှာပဲဖြစ်ပါတယ်။မြို့ပလာစိုက်ပျိုးမှုကနေပြီးအရေးအသွေးပြေဝသောကုန်ကျော်ဆန်အဖြစ်သို့စနစ်တကျလှုပ်ဆောင်ထားတဲ့အတွက်မြန်မာနိုင်ငံအရေးရက်သို့ပို့ဆောင်ရောင်းချပေးနေရတဲ့အရေးအသွေးမြင့်ဒီယာပီဇာထူးထူးရှယ်ဆန်လေးလည်းဖြစ်ပါတယ်။ဆန်သားလေးကိုကြည့်မိတိုင်းစိတ်ချမ်းသာရပြီးသမင်းရဲ့အရသာမှလည်းထူးကဲကောင်းမွန်တာကြောင့်အရှင်မတို့ရဲ့မိသားစုထမင်းဝိုင်းလေးမှာလည်းជីနူးပီတီတွေဖြစ်ပေါ်လာစီမှာပဲဖြစ်ပါတယ်။ဒီပြည့်စုံတဲ့အာဟာရမှမိသားစုတိုင်းအတွက်ကဘာသစ္စာ